ကာလဝိဘက်နောက်ဘိုးတဲ့မဟာကာလဥပါဒကကိလေသာများစွာဖြစ်စေတတ်လို့အမှားများစွာကျွလွန်တတ်လို့ပုရုဇဉ်ဆိုသည့်အတိုင်းပုရုဇဉ်ဘဝဟာအလွန်ရင်လေးစရာကောင်းလာပါတယ်။တာဝတိဇေတောအကြောင်းမှာမဟာကာလဆိုသည့်သောတပန်ဥပါဒကလေးဟာနေ့စဉ်လိုအကြောင်းမှာအိပ်ပြီးညတိုင်းတရားနာလိရှိပါတယ်။တနေ့မှညတရားနာပြီးနန္ဒအိယာထအကြောင်းတွေကရေကန်ကြီးမှမျက်နှာတက်ပါတယ်။ထိုချိန်တရင်ဖောက်ထွင်းပြီးဖောက်ထွင်းဝိဇ္ဇာတခိုးကခိုယူပါတယ်။ပိုင်ရှင်တွေသိရတခိုးနောက်အုပ်စုပွဲလိုက်ကြရဇေတောအကြောင်းရေကန်နာအရောက်မလို့လောက်တော်ဘူးထေမဟာကာလဥပါဒကနာဥစ္စာတို့ပြစ်ချထားခဲ့ပြီးကံပေါင်းဘေးမှာပျောက်ကွယ်သွားပါတော့တယ်။မဟာကာလဥပါဒကကိုတခိုးထင်မှပြီးဝိုင်းဝန်းတပ်ဖြတ်လိုက်ကြပါတော့တယ်။တန်ခါပြစွာစေမကောင်းဖြစ်ပြီးငိုကြွေးကြပါတယ်။ယဟနာရီတော်ဓမ္မတော်ဝီကဖြစ်ကြပါတဲ့။သောတာပန်မဟာဥပါဒကရဲ့မဟာကာလဥပါဒကရဲ့အတိတ်အကုသိုလ်အကြောင်းမြတ်ဗုဒ္ဓအားလျှောက်ထားရာအတိတ်ဘဝတုန်းကဗာရဏသီပြည့်ရှင်မဲမတခိုးပေါ်များသည့်တောတစ်ခုကိုလုံခြုံမှုခန့်လိုက်ပါတယ်။လင်မယားနှစ်ယောက်လက်ရင်းစီး၍ခိတ်ဖြတ်တန်းရာလုံခြုံမှုမှမိမဖြစ်သူရဲ့ရုပ်ရည်ကိုသဘောကျ၍နတ်ဖာမှသွားခွင့်ပြုမိဒီမှာညအိပ်ပါဆိုပြီးညအိပ်စေလက်ရင်တဲ့ဗရမယဟောထားခဲ့တယ်။နာနဲ့လဲမောင်းထွက်သွားသည့်အခါသူတပည့်တွေပစ္စည်းပြောက်တဲ့ဆိုပြီးလက်ပေါ်ရှာခိုင်းခဲ့တယ်။အကွက်စင်ထားခဲ့သည့်ဗရမယတွေးရှူ၍တခိုးဆွဆွဲပြီးဝိုင်းဝန်းတပ်ဖြတ်လိုက်ပါတော့တယ်။ထိုအကုသို့ကြောင့်အဝိဇ္ဇငရဲရောက်ငရဲမှလွတ်ပြန်တော့လေဘွားပေါင်းတရားရခုလို့တကုဆွဆွဲခရပြီးတပ်ဖြတ်ခံခဲ့ရပါတယ်။ဘယ်သူမပြုမိမိမှုပါပဲလို့အောက်ပါဂရာလေးဟောကြတော့မူခဲ့ပါတယ်။အတ္တနာယိကတံပါပအတ္တဇံအတ္တတံဘဝံအဘိမတ္တိဒုံမေရံဝစီရံဝသမမေယမနိအသမမယံကြောင့်ပြင်းပြီးသောဝစီရံဝရစိန်သည်အသမမယံကြောင့်ပြင်းပြီးသောမနိပါရမယကိုခါရိတဝခဲစား၍စိတ်ဓာတ်ပေါဘောခန္ဓာခတံပိုင်းအပရိဘောကံသုံးဆမယအောင်ကရောတိဝပြုလုပ်ပြီးတကယ်သောအတ္တနာမိမိကိုယ်တိုင်ကတံပြုလုပ်အပ်သောအတ္တဇအတ္တတမဝံမိမိကြောင့်ဖြစ်သောပါပံမကောင်းမှုအကုသိုလ်သည်ဒုံရံပညာမဲ့တဲ့လူမိုက်ကောအဘိမတ္တိအပင်၄ပါး၌ကြောင်းနင်းချီဖြစ်စေရ၏ကျောင်းနှင့်ပြုလုပ်ထားတဲ့ဝရစိန်သည်ကျောင်းမှာဖြစ်ပေါ်လာသောပရမ ्या ကိုအပေါက်ပိုင်းတစ်ဖြစ်ပြီးသုံးဆမရအောင်ပြုလုပ်တဲ့ကဲ့သို့မိမိပြုလုပ်ထားတဲ့မိမိကြောင့်ဖြစ်ပေါ်လာတဲ့မကောင်းမှုသည်လည်းပညာမဲ့လူမိုက်ကိုအပယ်၄ပါးမှာနင်းချီဖြစ်စေတတ်ပါတယ်။ဒါကြောင့်တန္တရာဂီသည်များအကုသိုလ်ကံသစ်မလုံးမိဖို့အရေးကြီးပါကြောင်းဟောကြားလိုက်ရပါတယ်။